Hello everyone ဒီနေ့မှာတော့တရိကန်ကောင်းပတ်ကို Granny Square အကွက်လေးတွေကိုသုံးပြီးတော့ထိုးပြသွားမှာဖြစ်ပါတယ်ဒီ abbreviation လေးကတော့ချီထိုးရင်သုံးတဲ့ button လေးတွေကိုအတူကောက်ရေးထားတာပဲဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ချီကိုအယောင်3ယောင်နဲ့သုံးမှာဖြစ်တဲ့အတွက်ချီလုံး3လုံးရဲ့ထိုးတဲ့အက်လေးကိုတော့ S size 3.5 mm ကိုသုံးထားပါတယ်ပြီးတော့ဖြတ်တဲ့ကတ်ကြီးလေးရဲ့ချုပ်အပ်လေးရဲ့လိုအပ်ပါတယ်ပထမဦးဆုံးအနေနဲ့ Magic Green ဂွင်းရှင်လေးကိုလှုပ်ထားပါမယ်ပြီးတော့ရင်ဖွတ်မီ2ချက်ထိုးပါမယ်ပြီးရင်တရစ်တင်တိုင်ရှင်လေးကိုဂွင်းရှင်ထဲမှာထိုးပါမယ်အားလုံးပေါင်းတရစ်တင်တိုင်ရှင်ကို15တိုင်ထိုးပေးပါတိုင်15တိုင်ထိုးပြီးသွားရင်ဂွင်းရှင်ကြိုးစားလေးကိုဆွဲပြီးတော့ဆုလိုက်ပါပြီးရင်ပထမအဆုံးတိုင်ကနေအက်လေးကိုထည့်ပြီးရှက်ကော်လေးနဲ့ဆက်ပေးပါပြီးရင်ဖွတ်မီတစ်ချက်ထိုးပြီးတော့ချီဖြတ်ထားပေးပါဖွင့်ဖက်လေးထိုးရန်အတွက်တခြားချီအယောင်ကိုသုံးပြီးဒီလိုမျိုးခောက်တုပ်လေးချီထားပေးပါပြီးရင်ခုနကထိုးထားတာလေးနဲ့ဆက်ပြီးတော့ဖွတ်မီ3ချက်ထိုးထားပေးပါပြီးသွားရင်2ရစ်တင်တိုင်ရှည်လေးကိုခုနကထိုးထားတဲ့တိုင်တွေရဲ့2တိုင်ဂျားထဲကနေပြီးတော့ဆုံးအောင်ဆွဲမထုတ်ပဲထိုးထားပါဒီလိုမျိုးလေးကြံနေပါမယ်ပြီးတော့လို့ရှိရင်နောက်ထပ်2ရစ်တင်တိုင်ရှည်ကိုလည်းနောက်ထပ်2တိုင်ဂျားထဲကနေပြီးတော့ဆုံးအောင်မထုတ်ပဲနဲ့ထပ်ပြီးတော့ထိုးပါနောက်ထပ်2ရစ်တင်တိုင်ရှည်တစ်တိုင်ကိုလည်း2တိုင်ဂျားထဲကနေပြီးတော့ယူပြီးတော့ဆုံးအောင်မဆွဲဘဲနဲ့ထိုးထားပေးပါပြီးသွားရင်3ခုလုံးကိုတစ်ဆက်တည်းဆွဲယူပေးပါပြီးရင်ဖွတ်မီ4ချက်ထိုးထားပေးပါဒုတိယပွင့်ဖက်ထိုးရန်အတွက်2ရစ်တင်တိုင်ရှည်ကိုခုနကထိုးထားတဲ့နောက်ဆုံးအပေါက်ကနေပြီးတော့ဆုံးအောင်မထုတ်ဘဲနဲ့ထိုးပါမယ်ဒီလိုလေးရပါမယ်ပြီးတော့နောက်ထပ်2ရစ်တင်တိုင်ရှည်ကိုသူ့ဘေးနားက2တိုင်ဂျားထဲကနေပြီးတော့ဆုံးအောင်မထုတ်ဘဲနဲ့ထိုးပါမယ်နောက်ထပ်တတိယ2ရစ်တင်တိုင်ရှည်ကိုလည်းဒီပုံစံတိုင်းပဲထိုးပါမယ်ပြီးသွားရင်3တိုင်လုံးကိုတစ်ချက်တည်းဆွဲပါမယ်ဖွတ်မီ4ချက်ထိုးပါမယ်ဒီပုံစံတိုင်းပဲပွင့်ဖက်လေးတွေကို10ပွင့်ရတဲ့အထိထိုးပေးပါမယ်တပွင့်အသစ်ထိုးတိုင်းပထမကထိုးခဲ့တဲ့နောက်ဆုံးအပေါက်ကနေပြီးတော့စထိုးပေးပါနောက်ဆုံးပွင့်ထိုးတဲ့အချိန်မှာရှေ့က2တိုင်ကိုပထမကထိုးခဲ့တဲ့ပုံစံအတိုင်းပဲထိုးပါမယ်နောက်ဆုံး2ရစ်တင်တိုင်ရှည်ကိုကြတော့ပထမဦးဆုံးယူခဲ့တဲ့နေရာကနေပဲထိုးပါမယ်ပြီးတော့ရင်ပထမဆုံးပွင့်ဖက်ထိုးထားတဲ့နေရာကနေအထည့်ပြီးတော့ရှက်ကော်လေးနဲ့ဆက်ပါမယ်ပြီးတော့ရင်ဖွတ်မီတစ်ချက်ထိုးပြီးတော့ချီဖြတ်ထားပါမယ်အနာ
နာကွတ်လေးကိုတခြားချီအယောင်သုံးမှဖြစ်တဲ့အတွက်ဒီလိုမျိုးလေးခောက်တုတ်လေးချီထားပါမယ်ပြီးသွားရင်ခုနကဖွင့်ဖက်ထိုးထားတဲ့နေရာဒီဖွတ်မီလေးချက်ထိုးထားတဲ့အပေါက်ကြီးတွေကနေပြီးတော့ချီကိုဆွဲယူပြီးတော့ဖွတ်မီနှစ်ချက်ထိုးထားပါမယ်ပြီးတော့တရစ်တင်တိုင်ရှည်9တိုင်ကိုထိုးကွင်းကြီးထဲမှာပဲထိုးပါမယ်ပြီးရင်ဖွတ်မီတစ်ချက်ထိုးပါမယ်သူ့ရဲ့ဘေးနာကနောက်ထပ်ဒုတိယအပေါက်ကြီးထဲမှာတရစ်တင်တိုင်ရှည်2တိုင်ထိုးပါမယ်ပြီးသွားရင်2ရစ်တင်တိုင်ရှည်1တိုင်ထိုးပါမယ်ဖွတ်မီ3ချက်ထိုးပါမယ်2ရစ်တင်တိုင်ရှည်1တိုင်ထိုးပါမယ်တရစ်တင်တိုင်ရှည်2တိုင်ထိုးပါမယ်ပြီးရင်ဖွတ်မီတစ်ချက်ထိုးပါမယ်ရှေ့ကထိုးခဲ့တဲ့နှစ်ကွက်အတိုင်းပဲနောက်ထပ်တစ်ပေါက်မှာတရစ်တင်တိုင်ရှည်9တိုင်ထိုးပါမယ်ဖွတ်မီတစ်ချက်ထိုးပါမယ်ပြီးသွားရင်နောက်ထပ်တစ်ပေါက်မှာတရစ်တင်တိုင်ရှည်2တိုင်2ရစ်တင်တိုင်ရှည်1တိုင်ဖွတ်မီ3ချက်2ရစ်တင်တိုင်ရှည်1တိုင်1ရစ်တင်တိုင်ရှည်2တိုင်ဖွတ်မီ1ချက်တို့ကိုထိုးပါမယ်ဒီပုံစံအတိုင်းပဲပတ်ပတ်လေးထိုးသွားပေးပါမယ်ပြီးရင်ဖွတ်မီတစ်ချက်ထိုးပြီးချီဖြတ်ထားပေးပါဒီလိုမျိုး၄တောက်ကွက်လေးအတိုင်းပဲ10ခုလုပ်ထားပေးပါအပွင့်ပုံစံတဝက်လေးထိုးရန်အတွက်အရင်ဦးဆုံး magic green လေးလုပ်ထားပါမယ်ပြီးတော့ရင်ဖွတ်မီ2ချက်ထိုးထားပေးပါပြီးရင်တရစ်တင်တိုင်ရှည်9တိုင်ကိုထိုခွင်းရှင်လေးထဲမှာထိုးပါမယ်တိုင်9တိုင်ထိုးပြီးသွားရင်ကွင်းရှင်ကြိုးစားလေးကိုဆွဲပြီးစုပေးပါဖွတ်မီတစ်ချက်ထိုးပြီးချီဖြတ်ထားပေးပါတခြားချီအယောင်ကိုဒီလိုမျိုးခောက်တုတ်လေးချီထားပေးပါပြီးရင်ခုနကထိုးထားတာလေးနဲ့ဆက်ပြီးဖွတ်မီ6ချက်ထိုးထားပေးပါ2ရစ်တင်တိုင်ရှည်3တိုင်ကိုတိုင်2တိုင်ကြားကနေပြီးတော့တပေါက်တစ်ချက်စီနဲ့ပြီးအောင်မထိုးပဲထားပါပြီးရင်3ခုလုံးကိုတစ်ပြိုင်တည်းဆွဲယူလိုက်ပါဖွတ်မီ4ချက်ထိုးပေးပါဒုတိယပွင့်ဖက်အတွက်ပထမဆုံး2ရစ်တင်တိုင်ရှည်ကိုပထမပွင့်ဖက်ရဲ့နောက်ဆုံးအပေါက်ကနေပြီးတော့ပြီးအောင်မဆွဲပဲထိုးပေးပါနောက်ထပ်2ရစ်တင်တိုင်ရှည်ကိုကြတော့တစ်ပေါက်တစ်ချက်စီနဲ့ပြီးအောင်မဆွဲပဲထိုးပေးပါ
ပြီးရင်3ခုလုံးကိုတစ်ပြိုင်တည်းဆွဲယူပေးပါဖွတ်မီ4ချက်ထိုးပေးပါဒီပုံစံတိုင်းပဲပွင့်ဖက်4ချက်ပြည့်အောင်ထိုးပေးပါနောက်ဆုံးပွင့်ဖက်နေရာမှာဖွတ်မီ4ချက်အစားဖွတ်မီ2ချက်ပဲထိုးပေးပါပြီးသွားရင်2ရစ်တင်တိုင်ရှည်တတိုင်ကိုနောက်ဆုံးအပေါက်ကနေပြီးတော့ထပ်ပြီးတော့ထိုးပေးပါပြီးရင်ဖွတ်မီတစ်ချက်ထိုးပြီးချီဖြတ်ထားပါနောက်ထပ်တခြားချီအယောင်ကိုဒီလိုမျိုးလေးခောက်တုပ်ချီထားပေးပါခုနကပွင့်ဖက်တစ်ဝက်နဲ့ဆက်ပြီးတော့ဖွတ်မီ5ချက်ထိုးထားပေးပါပြီးရင်ပထမဆုံးဖွတ်မီထိုးထားတဲ့အပေါက်ကြီးထဲမှာ2ရစ်တင်တိုင်ရှည်တစ်တိုင်1ရစ်တင်တိုင်ရှည်2တိုင်ဖွတ်မီတစ်ချက်ထိုးပါပြီးရင်ဒုတိယဖွတ်မီတွေထိုးထားတဲ့အပေါက်ကြီးထဲမှာ1ရစ်တင်တိုင်ရှည်9တိုင်ထိုးပေးပါပြီးရင်ဖွတ်မီတစ်ချက်ထိုးတာပါတတိယအပေါက်ကြီးထဲမှာ1ရစ်တင်တိုင်ရှည်2တိုင်2ရစ်တင်တိုင်ရှည်1တိုင်ဖွတ်မီ3ချက်2ရစ်တင်တိုင်ရှည်1တိုင်1ရစ်တင်တိုင်ရှည်2တိုင်ဖွတ်မီတစ်ချက်တို့ကိုထိုးထားပေးပါစရုပ်ထအပေါက်ကြီးထဲမှာတော့2ရစ်တင်တိုင်ရှည်9တိုင်ကိုထိုးထားပေးပါပြီးရင်ဖွတ်မီတစ်ချက်ကိုထပ်ထိုးတာပါနောက်ဆုံးအပေါက်မှာကျတော့1ရစ်တင်တိုင်ရှည်2တိုင်2ရစ်တင်တိုင်ရှည်1တိုင်ပြီးရင်ဖွတ်မီ5ချက်တို့ကိုထိုးထားပေးပါပြီးရင်ထိုအပေါက်ထဲမှာပဲရှက်ကော်လေးနဲ့ဆက်ပေးပါဖွတ်မီတစ်ချက်ထိုးပြီးချီဖြတ်ထားပေးပါဒီလိုမျိုးတဝက်ပုံစံလေးကိုအားလုံးပေါင်း5ခုလုပ်ထားပေးပါပြီးတော့ရင်ဒီလိုမျိုးတရိကန်ပုံစံလေးရအောင်စီထားပေးပါအချက်လေးတွေကိုချုပ်အပ်လေးတွေနဲ့လိုက်ပြီးချုပ်ပါမယ်အချက်လေးတွေကိုချုပ်တဲ့အခါမှာအတဲ့ဘက်2ခုကိုမျက်နှာချင်းဆိုင်ပြီးတော့ချုပ်ပါမယ်ပြီးတော့ရင်ထောင်းနေရာလေးမှာဖွတ်မီ3ချက်ထိုးခဲ့တဲ့နေရာရဲ့ဖွတ်မီအလေကောင်ကနေစပြီးတော့ထိုးပါမယ်ချုပ်တဲ့အခါမှာပုံမှန်2ခုစလုံးကိုယူပြီးမထိုးပဲရှေ့ချမ်းတွေကိုသာယူပြီးတော့ချုပ်ပေးပါမျက်နှာချင်းဆိုင်2ခုကတ်ထားတဲ့အချက်2ချက်ရဲ့အရှိချမ်းတွေကိုပဲယူပြီးတော့ချုပ်သွားပေးပါ
အားလုံးပြီးသွားရင်ဒီလိုလေးရပါမယ်အနားလေးတွေကိုကုတ်ပေးဖို့အတွက်ခြေအသစ်ကိုဒီလိုမျိုးခောက်တုပ်လေးခြိထားပြီးတော့အောက်ခြေစားကနေဆက်ပေးပါဖွင့်ပြီးတစ်ချက်ထိုးပြီးတော့ lock လုပ်ထားပေးပါပြီးသွားရင်တိုင်တိုလေးတွေကိုပြထားတဲ့နေရာအထိတစ်ပေါက်တစ်ချက်စီနဲ့ထိုးသွားပေးပါဒီလိုလေးရပါမယ်ပြီးသွားရင်ကြိုးထိုးရန်အတွက်ဖွင့်ပြီး60တစ်ချက်ကိုထိုးပေးပါဖွင့်ပြီးထိုးပြီးရင်ဒုတိယဖွင့်ပြီးကနေစပြီးတော့တိုင်တိုလေးတွေကိုဖွင့်ပြီးဆုံးတဲ့အထိပြန်ထိုးသွားပေးပါအားလုံးပေါင်းတိုင်တိုအတိုင်60ရှိရပါမယ်ပြီးသွားရင်တိုင်တိုလေးတွေကိုစရိတ်နေရာပြန်ရောက်တဲ့အထိတစ်ပေါက်တစ်ချက်စီနဲ့ထပ်ပြီးထိုးသွားပေးပါပြီးသွားရင်နောက်ထပ်တစ်ဖက်ကျိုးထိုးရန်အတွက်ဖွင့်ပြီး60တစ်ချက်ကိုထိုးထားပေးပါပြီးရင်ဒုတိယဖွင့်ပြီးကစပြီးတိုင်တိုလေးတွေကိုဖွင့်ပြီးဆုံးတဲ့အထိပြန်ထိုးသွားပေးပါအားလုံးပေါင်းတိုင်တိုအတိုင်60ရှိရပါမယ်အားလုံးပြီးသွားရင်ပထမဦးဆုံးထိုးခဲ့တဲ့တိုင်ကနေရှက်ကော်လေးနဲ့ဆက်ပြီးတော့ဖွင့်ပြီးတစ်ချက်ထိုးကချီဖြတ်ထားပေးပါအနားကွက်လေးကိုထိုးရန်အတွက်တခြားခြေအယောင်ကိုဒီလိုမျိုးခောက်တုပ်လေးခြိထားပေးပါပြီးရင်ခုနကခြိဖြတ်ထားတဲ့နေရာကနေစပြီးတော့ပဲပြန်ထိုးပေးပါဖွင့်ပြီးတစ်ချက်ထိုးပြီးတော့ lock လုပ်ထားပေးပါပထမဆုံးအပေါက်မှာတိုင်တိုတစ်တိုင်ထိုးပါမယ်ပြီးရင်တိုင်2နေရာစာခြံပြီးတော့တရစ်တင်တိုင်ရှည်9တိုင်ကိုတတရအပေါက်မှာတစ်ပေါက်ထဲထိုးပါမယ်ပြီးရင်နောက်ထပ်2ပေါက်ခြံပြီးတတရအပေါက်မှာတိုင်တိုးတစ်တိုင်ပြန်ထိုးပါမယ်ပြီးသွားရင်နောက်ထပ်2နေရာခြံပြီးတတရအပေါက်မှာတရစ်တင်တိုင်ရှည်9တိုင်ကိုတစ်ပေါက်ထဲထိုးပါမယ်ဒီပုံစံတိုင်းပဲနေရာ2နေရာစာကိုခြံပြီးတိုင်တိုတစ်လက်တရစ်တေတိုင်ရှည်9တိုင်ကိုတစ်ပေါက်ထဲထိုးတာကိုတစ်လက်အဆုံးထိထိုးသွားပေးပါတခြားတစ်ဖက်ရဲ့ကျိုးနေရာကိုရောက်ရင်ရပါပြီဖွင့်ပြီးတစ်ချက်ထိုးပြီးခြိဖြတ်ထားပေးပါ
ပြီးရင်အနားတွေအားလုံးကိုလိုက်သိမ်းထားပေးပါအားလုံးပြီးသွားရင်တော့အရန်ကိုချစ်စရာကောင်းတဲ့တရီကန်ခေါင်းပတ်လေးကိုရပါပြီနော်နောက်ထပ်ဗီဒီယိုလေးတွေလည်းတင်ပေးမှာမို့လို့ subscribe လုပ်ထားပေးကြပါဦးနော်အားလုံးပဲ bye bye